လွယ်ကိုခေါင်းအိတ်လိုက်ရမှာစက္ကန့်တိုးလာတော့နေရောင်ကသူ့အိတ်ရအတည်းကိုထိုးချနှုတ်ဆက်နေပါအားထဲမှာလေတပြက်စီလေးတန်တရှက်ရှက်ကြားသည့်ကြောင့်ထားထိုင်လိုက်ခြေတော့ကတမကန်တစ်ချက်ကိုမှမတင်ပေါ်တက်လိုက်တယ်ထိုးတန်ကြောင့်တပြက်စီလေးတန်ချက်သွားပြီလိုပြီလားဗျကြောက်ထားတော့အတန်တစ်ခုကနားထဲသို့လိုဝင်လာရေကွာနိုးပြီပြန်လိုက်ဖြေပြီးနေရောင်ဝါထိုးချနေတော့ပေါင်းချင်းမယုံတယ်လို့ဝိတ်ဝဲကြည့်ပြီးတော့ဘာလဲဒီတော့နဲ့တညာကိုအိပ်ကျော်သွားလို့ကိုကိုကအံ့ဩနေရတာကြားတော့စကားတန်ကြောင့်ဝီဝါဖြစ်နေတော့မျိုးပြုတ်ချင်တော့ကိုကိုကလည်းပြုတ်ပြီးဖြစ်တော့ငါတကယ်အဲ့လောက်ထိအိပ်ကျော်သွားလို့ဟုတ်တယ်လေကိုလေးပြီးဘုံမနေအောင်ထွက်တကယ်လည်းနေလုံးကြီးဖတ်ပြစားပြရှိတယ်မယုံကြည်ဖြစ်နေခဲ့တယ်လက်ခံမရတော့လန်ခီပင်မမှုထံတွေကိုအိတ်ဆက်ခြင်းနဲ့ကိုစားလိုက်ရတယ်မဟုတ်ပါလားယခုမှလူကအနေငယ်ပေါ်ပါတော့စိတ်လက်ကြည့်ရှိဘုမခေါင်းမျက်နှာတက်ဖို့ရေယူလာပြီတယ်ညွန်ပြစီကြည့်ရေပြင်းနဲ့ခွက်နှစ်ခွက်တွေ့ထိုရေခွက်နှစ်ခုကြည့်အနေငယ်တော့နေကတော့ရည်ပဲနိုင်ဖြစ်နေတော့ဇီးကအခုခွက်ပြင်းနှစ်ခွက်ဆိုတော့ဒီတွေကတဝက်တစ်ပြက်နဲ့ရက်သွားပြီမယ်ကောင်လေးကသဘောပေါက်တော့ဟိုးတောင်ထိပ်ကတဲဝမ်းလေးကိုတွေ့လာလက်ယူညွှန်ရလမ်းကိုကြည့်မိလိုက်တော့လူသစ္စာနေအောင်အောက်မှာတည်းလုံးကရှိတော့တဲပူပူဝမ်းဝမ်းလေးကိုတွေ့လိုက်ရတယ်တောင်ကုန်းကြီးပေါ်မှာလည်းထိုတဲအိမ်ရဲ့တလုံးမှလို့ကျန်သည့်အဆောင်ကြီးများကိုမတွေ့ရဆောင်းလို့ထားတော့အချိန်ကြာပြီဖြစ်တော့ကြောင့်ကိုဟောင်းကျွတ်ဆက်နေတော့တိုင်းရီလုံးကြီးတွေးမိတယ်ထို့ပေမဲ့ဘာကြောင့်မှမသိကြည့်ရတာတခုခုစမ်းချင်ဒီဝီရီအဲ့ဒီအင်္ဂါရှိလာတာအဲ့ဒီမှာရှီပေါ်ရဆိုပါတော့တိတ်တော့နောင်နေပါချင်းတောင်ကုန်းမြင့်ပေါ်သွားပြီးရှီပေါ်ရတယ်သူနားမနေပြီမဲ့ကောင်းလေးကတပြည့်စီဆက်လေထို့ကြောင့်သူလည်းထိုင်ရမှထားကရေနှစ်ခွက်ရှိအောင်သွားလိုက်တယ်အနီးကကြည့်ပြီးတော့ရေမှာအချီလေးကြီးဟုတ်ပြီမဲ့စိတ်လက်လက်ရှိပါတငုံငုံကြည့်လိုက်တော့ရွှွှွရတော့ခံစားရကိစ္စမရှိဘူးသူမောတော့ပြလိုက်တယ်ပြီးတော့မှညနာတချင်းပြီးဆုံးသွားစမှာပဲရက်ကြည့်နေတော့ပုံကောင်းလေးကဘင်းသွားအောင်ဘေးကိုလေရိုးစစ်ကြောင်တော်တော်နဲ့ပြန်ပြီးလိုက်တယ်ခမ ्या ကိုတကြီးလိုက်ဖို့ပြီးမလို့တကြီးတိုင်အောင်လိုက်ပြီးသွားပါမျက်လုံးတွဲမှာလည်းမနေ့ကအကွာတခုကင်းနေပြီးသွားတယ်တကြီးကမနေ့ကအားလုံးချပြီးဟုတ်တယ်လေဒါပေမဲ့သူ့ညီချက်ခမ ्या ကိုသူ့ညီဆက်လိုက်ပြီးပါဘာလို့ဘူးအောင်လေးကချက်ချင်းခမ ्या ဘိုင်းမစားဘူးလားထိုးကောင်းမှတတိယသွားဟုတ်သားပဲသူထွေးမစားရတာရပေါင်းတော်ကြနေပြီဘာလာလဲရိတ်ခါကြီးပြတ်သွားချိန်ပါလေအစင်မပြေတော့စားတော့ရင်ခီးစားလာရတယ်မဟုတ်လားဆရာမခီးကဘဲစီဘဲဝမှမသိသေးခန္ဓာကိုယ်အတွက်အာဟာရတစ်ခုခုတော့ဖြည့်တင်းပေးမှဖြစ်တယ်ရေပဲရှိသည့်ခန္ဓာကိုယ်ကဘယ်တော့ကြကြတောင်းခံနိုင်လဲသူဆုံးဖြတ်ဖို့လည်းမတတ်နိုင်ဘူးလေလိုက်ခဲ့ပါကျွန်တော်တို့ရွာကအဲ့ဒီတွေအပေါ်မှာတောင်းဝန်အကြီးပါလေပြောဆိုကောင်းလေးကလက်ခုပ်တစ်ချက်ဟာတန်ရှိဆွေးပါပုတ်လိုက်တယ်ရွှေလက်ခုပ်တန်ကတုတ်တန်တွေမှာတစ်စိလေးဆောင်ညောပါသွားတယ်ရိုးစစ်ကြောင်တော်နဲ့ရက်ကြည့်မိနေစမှာပဲအင်းခွာတန်တချို့ချာမကြပါဘူးညညိုကြီးတကောင်တုတ်တန်တွေကိုတုံးဆိုင်ပြီးမှတယ်အီလစ်ရှိတဲ့အယောင်မှာညင်မှုပြပြရက်တက်နေအောင်တွေ့ရတယ်မင်းတို့ငါပြန်လာမှရွာထိပ်မှာစားလိုက်ချွေးမယ်ခုတော့ဒီမှာနေဦးဖြိုးလေးဖြိုးလက်ကလည်းမြင်ဆွေးဇရက်တိုင်တိုင်ကျူးချီနေတာပေါ့ဟာတေဟုတ်ပါလားမင်းကလည်းမလာချင်တာမယုံနိုင်ဆိုတော့ကောင်းပြီကဒီကောင်မှကျွန်တော်စကားနားထောင်ဒီကောင်းကြီးပဲရှိတယ်ပြောပြီးလက်သွားတာကြောင့်ရိုးစလည်းလွယ်အိမ်ကိုဆွေးပါကောင်းလေးတော့မှပြေးလိုက်ရတယ်ဒီမြန်လားဗျကျွန်တော်တို့ရွာတွေကိုခိုးဝင်ရတာ
လာပါပြီဒီရွာကိုရောက်တဲ့ကမြင်ရကြရတာထူးဆန်းတယ်ကိုလေးအခုလေထက်ကြရပြီရွာလေးကိုခိုးဝင်ရတာကောင်းလေးပုံစံကပြောလို့စကားကိုပြောပြီးစားတယ်ကိုကြောင့်ခိုးပဲပုံစံရှေ့ကတော့တော့ဆိုတော့ဆိုပြီးနေပေါ်ပြီဘာပဲဖြစ်ဖြစ်ရိုးစေကောင်းလေးကိုပြီးအောင်ခတ်တက်လှမ်းလိုက်တယ်သူကဧည့်သည်ပဲပေါ့လားရွာလေးကိုအချိန်တော်ကြောင်ဝင်တိတိုင်အောင်မနေ့ကအတိုင်းပဲတိတ်ဆိတ်မှုတွေကိုသာရင်ဆိုင်ရတယ်သူတို့နှစ်ယောက်ရှောင်းလိုင်းလာရလမ်းဘေးတစ်ဖက်ချမ်းမှာလူနေအိမ်တွေကိုတွေ့ရပေမဲ့လူရိပ်လူချင်းကင်းမဲ့နေတယ်တို့ပဲတချို့ကလေးအိမ်တွေမှာတော့ကလေးငယ်များနဲ့တက်ကြီးရွယ်များကိုတွေ့ရတယ်တို့လိုအရွယ်လူငယ်များကိုမတွေ့ရပြီးတော့မြင်တွေ့ရတဲ့ပတ်ဝန်းကျင်မှာစူးကားလာတယ်ဖုံးထွေးဝင်ပေါ့ဘယိုးပြန်ပြန်ထားနေတခြားပင်ကြီးအမိုက်တွေတဲ့ရဆိုးပြများနေမြင်တဲ့ပြားဘီလောက်ပြင်ဆင်နေတယ်တစ်ချိန်ကအသုံးပြုခံတူတော့ရေကန်ဟောင်းမြောင်းနဲ့တွေ့ရတယ်ရေရှိဖို့ပြီးဆုံးပတ်ကြားအတွေ့နဲ့ပြည့်နေတယ်စိုက်ပျိုးရေးလုပ်လို့လားခြံကြီးတွေရေနှုံမြောင်းကိုလည်းတွေ့ရတယ်ဒီအချင်းရပဲချင်းရပဲရာသီမိမတက်ဘူးဘူးမေးကြကြောင်းစိတ်ကပ်ပြီးရှောင်းလာရဲ့အချိန်တော့ကြတော့အင်ကြီးတစုံခလာလာတွေ့ရဘီလစ်ကထိုးအင်ကြီးစီပြီးတော့ဘောပေါက်နေပါတယ်ထိုးအင်ကြီးအခြေအနေဖြစ်ပေါ်တယ်ထင်းသေးတိုင်းပါချမ်းပေါင်းဝမ်းနဲ့ဒီဆုံးပြီးတော့နောက်ကြည့်ရင်ပဲကြီးမားခန့်တဲ့ဝင်လာပါတယ်ဒီရွာမှာအကြီးဆုံးအိမ်ပြောပြရတော့တယ်ရခင်ကတော့ရေနံချီရောင်ပြုတ်ရှိနေဖြစ်တော့တယ်ယခုကတော့ဖြူဖိုင်ဖြူဖြစ်နေပါနှစ်ထိုင်ဖြစ်ပြီးကျုံးတိုင်တော့ညာပြဆောင်းလို့ထားလိုက်တွေ့ရတယ်ကြည့်အောင်နေပြီစိတ်ကိုအဆုံးတရားနှမိုးထားဒီဆောင်းဖြစ်တယ်ဘုစစ်ကြီးနေတဲ့စိတ်ထဲမှာဆိုဖြစ်တယ်။ဒါပေမဲ့ဒီစကိုကြည့်လိုက်။ကောင်းကြီးနဲ့ပန်းသွားတယ်။အီလစ်မရှိမနေတော့ထိုက်တနန့်ကြောင့်ဟိုတရီကြီးနေစီမှာပဲ။အဲ့တဲ့မောင်လေးအတဲကိုဝင်ခဲ့လေ။ဟာချက်တီးကိုဖျန်းကနေထားကလူကအလိုလိုနောက်ကိုတလန်းဆုံးပြီးသွားတယ်။မနေ့ကတုတ်တန်မချားခဲ့ကြောက်မက်ပဲတန်ဝါကြီးထိတ်ထိတ်ပြပြနေဟိုတရီကြီးလိုက်ပြီစီမှာလာပါအနေရမရှိပါဘူးအင်ကြီးထဲမှာထွက်လာခြင်းဖြစ်နေတယ်အင်ကြီးစီကိုကြည့်တာလူကဘာလို့မှမသိငြိမ်ပြီးသွားတယ်ဟာ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 ချောင်းချောင်းပဲရေတန်းကြီးတို့ထပ်ထွက်လာတယ်ထိုရေတန်းကြီးနဲ့တို့ဟာဟာမကြောက်ပါနဲ့ပြီးမှအထင်းနဲ့မြင်လွဲနေရင်အသေးငယ်ပြီးတဲ့ကိုကိုနောက်တော့ရနေအောင်ပဲပထမဆုံးသူ့ကိုဆွာသွားစီတာစကားပါပဲဒီစကားမှာအတိပ္ပယ်ကိုပါလို့ဟုတ်တော်လဲဟုတ်တယ်ဘာမှမသိသေးချောင်းတယောက်တည်းရောက်လာချောင်းလေးချောင်းလေးပြန်ပို့ဆိုးပြီးတော့ထိုးချောင်းစိတ်ကိုတင်းရှီတလန်ရှီတော့တယ်ချန်တကာဖွင့်လာပြီးလေးနဲ့မြောက်ပါချန်တွင်ရောက်အထဲမှာပို့တော့သူ့ကိုဒီမှာပေးချတယ်အတန်ကတော့ထပ်ထွက်မလာသေးဒါပေမဲ့အင်ဂျင်နဲ့နီးလာတော့တုံလုံးချောက်ချစိတ်တို့ပြန်လေဖြစ်ထွန်းလာပါပြီအကြောင်းကအင်ဂျင်ကကာယံထားတဲ့ပြင်ချက်များကိုအနည်းကပ်မြင်တွေ့လိုက်ရတော့ကြောင်းဒါမှအကာယံတစ်ခုတော့ပါပြင်းပေါ်တဲ့နေရာစီမကြည့်ဘူးရုပ်တည်ရေးဆွထားဒီစနေတော့ရုပ်ပုံကိုလက်ကြည့်လိုက်တော့ဝိညာဉ်ရှိနေတာတော့ဒီတော့ဒီဘက်ကိုလည်းပြတာကြည့်ရှုနေတာပရိသတ်တွေကိုလည်းရေးဆွဲထားတယ်နောက်တစ်ပုံကလူတစ်ယောက်ကိုလှဲနေစီပြီးဝိယုံရှိဝတ်ထားသောဆရာကဓမောက်တစ်ချောင်းဖြစ်လေရင်းကိုပိုင်းဖြတ်ရွေထားတယ်တစ်ဆက်တည်းပုံမှန်လေးလှဲထားပြီးသူရဲ့ဦးကောင်ပြက်ချပါတယ်ထိုဦးကောင်ခွေးတစ်ကောင်ကလာဆွဲနေတယ်နောက်တစ်ပုံကမြင်းလက်ဆရာကလက်ကိုဆက်တက်ထားတယ်လူတစ်ယောက်မှာဆရာပညာစွမ်းဖြင့်လီပုံမှာဝဲပြန်နေရိုးစင်မျက်မှောင်ကျုံကစိတ်ထဲမှာထင်ကနေဖြစ်သွားတယ်ထို့ကြောင့်ကြပြခရပြီးနောက်တစ်ပုံကိုကြည့်ရွှေ့လိုက်တယ်အမျိုးသမီးတစ်ယောက်တယောက်ထုံးတယ်ဆရာကထိုမိန်းမပြူလေးရှိဘူးလိုက်ကဝေးလိုက်တယ်လိုက်ကဖယ်လိုက်တဲ့ကောင်မိန်းမပြူမရှိတော့ဒါပေမဲ့တယောနဲ့ပူတယ်မှာလေထဲ၌ကြည့်ပြီး
ဆက်လက်လှုပ်ရှားနေရှိတယ်ချက်သိမ်းသားတွေထားပါလို့ဒီရုပ်ပုံသားတွေမှာနည်းနည်းပညာရေးအစင်းပြကွက်တွေဖြစ်တယ်ဒီရုပ်ပုံတွေဘာကြောင့်အိမ်နေရမှာရေးဆွဲထားရတာလဲဘုစီကြောင့်လေးစီပါလေမောင်ရင်ကမြင်းလေးကိုစိတ်ဝင်စားတယ်ရှိတူရှုစီထပ်ပေါ်လာတပ်ပြေကိုချလိုက်ပြီးလို့ကျောင်းမဖွယ်တန်ကြီးကဒီတခါတိုးဖြော်လို့လာမသိအနေငယ်တောင်းဝင်ချုံနေတယ်သူရှိမှလိုက်ကတစားထိုလိုက်ကပင်ကြီးနဲ့သူ့ကိုချလာတာလေလိုက်ကပဲရှေ့တနတ်တို့အိမ်တွင်းကိုရောက်တယ်အိမ်ထဲမှာအကြောင်းမဖက်အတန်ဝိုင်းဆိုင်ပုတ်ကိုရှိနေဘာလို့ရလဲဒီတိုင်းရက်နေလားလိုက်ကပဲပြီးဘာလို့တော့ဆိုင်ခဏကြောင့်သူ့ကိုတော့ဝေးသွားတယ်ခန္ဓာကိုယ်တွင်းမှာအမေရဲ့သူတွေစီးဝင်လာတယ်ခံစားလိုက်ရတယ်ထိုခဏမှာပဲလက်ကအလိုလိုလိုက်ကစွဲဖက်ပြစ်လိုက်တော့တယ်အတွင်းမှာထွက်ပေါ်လာသည်ကတော့အဲ့ဒီကိုအဲဝကြည့်ပါအကြံဉာဏ်တောင်းပါအကြံကောင်းတစ်ချက်သည်အလုတ်တရာထက်အကျိုးရှိသည်ညနေချင်းဆိုင်ပေါ်လာသည်ကဆောင်းဖို့လို့တတိပေးကြော်ညာလို့တက်သားပြတစ်ချက်ဖြင့်ချိတ်ဆွဲထားတော့စားတော့ကြောဒါပေမဲ့ထိုစားသုံးကြောင်းကိုလောလောဆယ်အာရုံမရောက်အာရုံရောက်မိသည်ကစားသုံးကြောင်းချိတ်ဆွဲတဲ့နေရာကိုချိုးပေးထားနေတဲ့ပုဂ္ဂိုလ်ပဲလွန်စာသွေးဝေးပင်နေပြီလွန်စာရက်ပူတော့လူတစ်ယောက်ဖြစ်တယ်တုံးနဲ့ထိုပုဂ္ဂိုလ်ချပါစပွဲတစ်လုံးခံနေသူ့ပုံစံကိုကြည့်ကထိုပုဂ္ဂိုလ်ကပြုံးဆဆနေကဲဘလို့လဲအော်သွားတယ်လားဒါမှမဟုတ်ခုနကပြောခဲ့တယ်ပဲအသေးငယ်ပြီးတဲ့နောက်တော့ရသွားတာဘုစိပါပြောလို့ဒီခုနကကြောက်တော့တာပေါ်ချင်းဒီပုဂ္ဂိုလ်ပြောတော့ဘူးကိလားတန်တရားဖြစ်သွားတယ်ဒါပေမဲ့ထိုင်ဒီကွာဒီလောက်ဆိုပြီးအားစရာမရှိဘူးလူမြတ်အတန်လုံးဝလိုက်ဖို့မရှိတော့ဝဲလည်းမတခုပါတုံလုံးမှုခဏချက်ချင်းပြီးပတ်ပြတ်သွားတယ်ထို့ကြောင့်အိုတိုအန်နဲ့ဖြစ်နေမှာညှို့ပြတော့မျက်နှာချင်းဆက်ခိုင်းနေထိုင်လိုက်တော့အားနဲ့ပဲရှုံးသွားလို့ခေါ်တယ်အနေကမင်းတွေ့ခဲ့တဲ့အားသုံးပါပြေးသွားတယ်အားသုံးပါဒီနောက်ကျောက်ကစားသုံးကြောင်းကတော့အားကိုပြေးသွားသူကရေးခဲ့တဲ့စားကြောင်းတိုးတိုးဆိုပေမဲ့စကားကမန်းပါကပြတ်သားနေတယ်ထူးဆန်းသောအတားပါရှင်မှုလည်းကျင်းပမိတယ်ကြက်ကြက်အော်လေးကြောင်းမှုပဲကောင်းပြီတူတူပြောဆိုရင်ပြက်ရှာကနန်းပါနေတယ်မင်းနဲ့ပဲတူတယ်ရုစပါကျိုးကျိုးနုံနုံနဲ့ဖြေပြန်ပေးမိတယ်ဒီရောက်လာတဲ့ရွေးချက်ကကျွန်တော်လူတယောက်ကိုလာရှာတာပါရုစပြောလို့စကားကြောင့်ဦးယူကမျက်မှောက်ကျသွားတယ်တဘောပေါက်စွာနေပြီဆေးရောက်ဖို့ပြက်ပြက်နေဖြစ်တော့ဓာတ်ပုံလေးတစ်ပုံလွယ်အိတ်တွေမှာထုံယူတယ်ကျွန်တော်တို့လိုက်ရှာနေဦးယူကရှုကကြည့်တယ်အတန်ကြောင့်မျက်မှောက်မေးကြည့်ကောင်းရတယ်ဒီရောမမြင်ဘူးတပြင်းတစ်ချက်ကိုခိုင်းနေလေချလိုက်ပါတယ်ရည်ရွယ်ချက်တစ်ခုပျောက်ရှာသွားလို့ရှင်ထဲမှာကနေဆင်းသွားတယ်စိတ်တက်ပြီးကြားချင်ဖြစ်သွားတယ်မတတ်ဒီရောမှမတွေ့တဲ့နောက်တစ်နေ့သူကြီးရှာဖို့ခေပါဘယ်စီဘယ်ဝမ်းမသိဆက်လက်လင်ပါပြီးအောင်ရှာတာဘလောက်ကြောင်နေလဲကြားပြီးတော့ကြောင်ပြောတာပြောလိုက်တယ်လူကတိတ်အောင်ရှိချင်းရှိမှဘယ်နေကရောက်ခဲ့တယ်ဒီကမာယာရောက်ပြီစကားဆုံးတော့ဥယူဝခေါင်းတစ်ဆက်ဆက်ညစ်ပါလေရိုးစီတပုံလေးကလွယ်တင်ကိုပြစ်တယ်တပြင်းတစ်ချက်ကိုချပြီးလွယ်တွင်းမှာဓာတ်ပုံနဲ့တူဦးလေးတစ်လုံးနဲ့ရှိတယ်သူပြီးအတော်ဝင်ယူတယ်ရှာနေသူကိုတွေ့ချင်အေးလာတာအပြောင်းပြင်းရှိနေတာရောက်ခဲ့ရမြရှာနေတွင်မှာဒီဘာကမင်းတို့ဆုံးဆုံးဖြစ်နေတယ်တစ်ချက်ကြီးပါကျွန်တော်ကတော့အဲ့လိုမတတ်ပါဘူးရောက်လာခဲ့တဲ့ရွာတွေမှာဒီရွာကစိတ်ဝင်စားဆုံးအကောင်းဆုံးရွာပဲဦးယူဝါကြီး6ကက်ကရေတံကိုကြားလိုက်ရတယ်အရေတဝက်နဲ့သူ့ကိုလှမ်းကြည့်
အဲ့လိုသဘောထားလို့ယေရှုတင်ပါတယ်ဒါမှလည်းမင်းစီကအချင်းချင်းတောင်းလို့ရမှာဒီအချက်တိုင်းပေါ့ဦးယူကနောက်ကိုလေကချိဆွဲထားသောစကားသုံးချောင်းနဲ့ဒုတိယဆောင်ချောင်းလက်ထောက်ပြတယ်ဦးစစ်ကြည့်လိုက်တော့အကြံတောင်းမှာဖူတိနံပါတ်1စာချောင်းထို့ကြောင့်ဘယ်လိုအချက်တို့လဲကျင်းစာပြေပြီးငါတို့ယူပါမိုးပြန်ရွာစီမယ်အချက်တွေဟောရင်းနဲ့တိုင်းကနေစောင်းတုံးတို့သွားကြည့်တော့ပေါ့စိတ်ဝင်စားမှုနဲ့တွေးမှုထိတိုက်တွေ့သွားတော့ပါပြောစရာပါပဲဒီရွာရောက်ကြတဲ့ကသူ့ကိုစိတ်ခေါ်နေပါပြီမတုံမလို့ဖြစ်သွားတော့သူ့ပုံစံကိုကြည့်တော့ဦးယူပါအာနာတော်နေတယ်စိတ်ရှုပ်သွားတော့ဒီအတင်းချက်ကြီးတော့မဟုတ်ပါဘူးကွာအင်းစိတ်ပါပါရောက်လေဒါနဲ့ကျွန်တော်တခုမေးချင်တယ်လေးနဲ့တော့သူ့ပုံစံကိုဦးယူပါမျက်နှာတည်ကြည့်သွားတယ်ရိုးစလေးနဲ့ဆိုတာဘေးမှုတစ်ခုမေးလိုက်တယ်ကျင်းစာတိုက်ခံထားလို့မိုးခေါင်နေဆိုတာတကယ်လားဦးယူပါမျက်နှာပြောင်းပြောင်းတန်းတည်တွေ့လိုက်ရတယ်ရိုးစဘေးမှုနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်ကိုရှိတယ်ကောင်းပြီလေတောင်းဝကြရင်မင်းကိုအားလုံးလိုက်ပြမယ်အခုလောလောဆယ်တမင်စားလိုက်ကြတယ်အထဲမှာဆင်းနေဖြစ်နေတော့တမင်စားတော့ပြီးတောင်းကြအိမ်တွင်းမှာဦးယူပါနဲ့ရိုးစနေရဆိုထွက်လာခဲ့ကြတယ်တီကိုရသည်ကဦးယူပါသည်တန်ကဲဆိုတော့တပည့်တဦးနဲ့အတူနေထိုင်သူဖြစ်သည်ဦးယူပါမှာလူကောင်တီးကွေးတဲ့လောက်မျက်နှာတီးပြီးလေတံပြတ်သားသူဖြစ်သည်စကားလေးအပူမပြောလိုအပ်မှသာပြောသူဖြစ်သည်ထို့အတွက်ရိုးစစ်ပါမှမမေးရဲ့ယခုဥတီတော်နေရဘူးလေသူမသိဦးယူပါနောက်မှသာခက်ကုတ်ကုတ်လိုက်လာခဲ့တယ်ဒါပေမဲ့ရွာလမ်းတစ်လျှောက်လုံးရှင်းလင်းနေတယ်နောက်ကမိကုန်းတစ်ခုဘလို့လိုပြီးသွားတယ်ဦးတို့ရွာမှာကျွန်တော်တို့အရွှေလူကြီးတော်တော်ရှားရနော်ဦးယူပါခတ်တော်လမ်းနေရပါအချိန်နဲ့ငယ်လေးရှုံတော့ကြောင့်ပြစ်ထားမိလိုက်တယ်ဦးစီအမေစကားဦးယူပါချီတယ်တုံးလေးသွားစီထပ်ပေါ်လာပြီးအဖြေကနင်းနေရှင်းပါပဲသူ့ချီတယ်ဦးယူပါပြီးသွားတယ်အမေရောက်လာတော့ဦးစီကိုဦးယူပါဆေးဆောင်ကြည့်ရှာမလာကွာရှိသုံးမယောက်ကအလုပ်သွားလုပ်နေကြတယ်ထပ်ပေါ်လာတော့စကားလို့ကြောင့်ဦးယူပါလက်ချီမိလိုက်ပါဦးစီချီဦးယူပါတော့ဘောပေါက်တယ်သုံးမယောက်ဆိုတာတို့ကိုချောင်းတော်ကနေဟုတ်လားပါအရင်တော့ကတော့6ခုတည်းပဲအခုတော့တော်တော်စီကားနေပြီတို့ရကလည်းအနီးနားရွာတွေမှာတော့မိုးမှန်ချတယ်တို့တွေရတယ်ဘုံမှန်တော့ဆိုင်ပြိုးတဲ့တော့လို့မရဘူးအဲ့ဒါကြောင့်သုံးမယောက်မလုပ်ကြဘူးသုံးမယောက်ရဲ့ဘေးမှာမြေမပြည့်စည်စနေတယ်နောင်ကြချောင်းလို့ရှိတယ်အဲ့ဒီချောင်းလေးဘေးမှာမလုပ်ကြတာအဲ့ဒါမိုးလင်းလာတဲ့ရွာကအလုံးလုံးလေးတွေအကုန်လုံးချောင်းလေးဘေးမှာလုပ်ကြတယ်ချက်ပြုတ်ကြတယ်စားတော့ကြတယ်ဝါညနေပြန်လာကြပါတယ်ထူးဆန်းလုံးသောစကားတို့ဟာရိုးစင်နေတဲ့ဆန္ဒထောင်နေပြီလမ်းလျှောက်နေပြောနေပြီမဲ့ဦးယူဝလီတန်ကအနှိမ့်ညင်မရှိကြုံတွေ့နေရတော့ဒုက္ခတော့တတ်တာလို့တတ်တာညာရင်ဖွင့်နေတယ်လို့ရှိရင်ညနေပြန်လာပြီဆိုတော့ရွာမှာကြံခဲ့တဲ့မိသားစုတွေနိုင်တဲ့လောက်ရည်တွေတည်လာတယ်ပြီးတော့ဘူးရွာမှာစီကံတစ်ခုရှိတယ်ကွာအားကိုဦးပြေဝိုင်းလက်ထက်မှာတတ်မှတ်ခဲ့တဲ့စီရောအဲ့ဒါပါလေဆိုဒေရာရဲ့ရှိကခွဲရနိုင်ရွာပိုင်ရင်အောင်ကနေထည့်ပေးရတယ်အဲ့ဒီရွာပိုင်ထဲမှာရှိတဲ့တန်ကြီးရွာတွေကလေးတွေအတွက်ပြီးတော့ရွာမှာကျမ်းမာရေးမကောင်းရင်ဒါမှမဟုတ်ဒီဘေးရေဘေးတစ်ခုခုသိရင်အသုံးပြုလို့ရအောင်ချီးကျူးပေါ်ရမယ်ဘိုးကောင်လေးရွာအတွက်အသက်ကစေးဖို့စတဲ့ဘိုးချုပ်တူကိုလေးစားပြီးတော့တယ်ဒါပေမဲ့အခုနောက်ပိုင်းအောင်ကန်အိန္ဒိယယူတူလာတာမတော့အောင်ပါဘာဖြစ်လို့လဲသူဒီအဲ့ဒီဆိုပြီးချက်ချင်းဖြစ်ပြီးရခါတို့လူစုကိုခွဲပြီးနေရလို့ရခါဒီနာမည်ကြောက်ထားတယ်ခဏချက်ချင်းနာမည်နဲ့တခုပတ်သက်နေတဲ့အကြောင်း
အုံနောက်မှထိရှာလာတယ်ရက်ခါဆိုဒီမှာအလေးကဖတ်ခရလို့စားဆောင်တယ်တောင်းနေတာလေပေါ့ဘာလို့ဝဲပြရလဲဒီတခါတော့ချက်ချင်းမဖြစ်အဝေးတဲ့နေအောင်တန်ချောင်းဒီတော့လို့ပြီးတော့မှတပြင်းတစ်ခုတူစိတ်မသက်သာဖြစ်ဖြောကြီးတိုးထွက်လာတယ်အဲ့ဒီအကြောင်းတွေအားလုံးကိုမကြခင်မင်းတစ်ခုချင်းသိရမှာပါဘာအကြောင်းမှမသိဦးရိုးကစကားကိုနားထောင်ပြီးစိတ်ထဲမှာဝမ်းနေတယ်လို့ခံစားလိုက်ရတယ်ထူးစင်လာတယ်ခေါင်းလုံးထူးတဲ့သုံးချက်ကိုရှေ့တူလူစီမှာပြပြတတ်တာကြားလိုက်ရတယ်ခဲတော့ထင်ထားပါလေခေါင်းလုံးထူးတဲ့ကြားရတယ်ဖုံးရောင်းဘယ်အကြောင်းဖြစ်လိမ့်မယ်ထောက်ဝန်းမှာပြီးဂျင်းမခန့်တယ်ဘူးကြီးနေဖုံးချောင်းဆောင်သူတို့စီကျူပါအရင်တော့ကတော့တည့်ရဝိုင်းနေအေဂျင့်ရှိတော့ရခုနေမီရိုက်ပြမှုကြောင့်အရာရာကပူလောင်တွေချောက်တွေနေပါပြီတစ်ပင်ဝါပြီးကင်းမဲ့နေကြောင့်ဖုံးချောင်းကြည့်မဖုံးရှိထိုးထော်ထော်ဖြစ်နေဘုံမရောက်တော့ဒီကဘယ်တော့ချုပ်တာလေထိုးကြောင့်ရိုးစတီဘယ်တော့ချုပ်တာဘူးယူတော့တော့ပဲတော့ဒီကလာချင်းရှေးအောင်ပြီးသူကအတက်ပြုဆောက်လုပ်တာဖြစ်ကြောင်းဘုံကြောင့်လို့ဝင်လိုက်ချင်းပြီးရိုးစီခန္ဓာစန့်ကျင်တဲ့ခံစားမှုတပြိုင်နက်ခံစားလိုက်ရတယ်ခန္ဓာကချက်ချင်းအေးချမ်းသွားတယ်လို့ပဲရှင်နေပါအေးချမ်းသွားတယ်အပြင်မှာကြုံလို့ခဲ့ရတော့ပူလောင်မှုခံစားတယ်ဘုံကြောင့်တစ်ချက်ဖြစ်တည်ပါလေဆိုဘုံကြောင့်တော့အေးစိတ်တွေပါအပြင်တော့မကဲပူလောင်မှုရှိနောက်အေးချမ်းမှုတစ်ခုစစ်တူတော့ပြီးခိုင်ချမ်းတော့ဝင်းမောင်းတဲ့ထိုင်တော်မူဆိုတော့ဆိုကြည့်ရှိတယ်ဗုဒ္ဓရုပ်ပွားလို့မျက်နှာတော်ဟာကြည့်ရိုးစီရတဲ့နောက်အေးချမ်းသွားရခြင်းဖြစ်တယ်ဒူးထောက်လက်မှာပဲဦးချကောင်းပြီးတော့ကိုယ်ရင်းမှာရှိနေတော့တောကတွေပဲခဏတလင်းပြောက်သွားတာထင်ရတယ်ဦးယူကတော့သူကြီးလှုပ်ဆောင်မှုကိုကြည့်ခေါင်းတစ်ဆက်ဆက်ညှိလို့နေပါတယ်ပြီးတော့တနေရာကိုဦးဆောင်ခေါ်သွားတယ်ဦးယူကခေါ်သွားတဲ့နေရာကအရန်တစ်ခုရှိတယ်ဖုန်းကြီးတော့တမလေးခွေထိုင်ကတစုံတယောက်ကိုပြီးလို့နေတယ်ရှိပါတယ်ဖုန်းကြီးပြီးလို့နေတော့အရာကိုဦးစင်မျိုးလုံးပြူပြီးကြည့်တယ်ပြီးတော့ချက်ချင်းဆိုမျက်မှောင်လေးခုတ်တော့တယ်ဖုန်းကြီးပြီးလို့နေတဲ့ကကျေးဝါပြရတစ်ခုပေါ့တိုင်သုံးတိုင်ဖိုးကနောက်တဲ့ဆိုင်ထူတာလေထိုးတိုင်တစ်ခုစီမှာဒီရဲစားမတူဝင်းကလေးသူ့အရှိတော်နဲ့သူရှိနေတယ်ဘုန်းကြီးကထိုးဝင်းကလေးကိုတတိုင်မှတတိုင်ရွှေနေခြင်းဖြစ်တယ်။အဲဝေးရတယ်ကစားနေခြင်းဘုန်းကြီးပုံစံကြည့်ရတာတကယ်လေးလေးနဲ့သူတို့ရောက်နေပြီတော့တစ်ချက်နဲ့လေးကြည့်နားမလည်ဘူးဘုစင်ပေးပြလိုက်တော့သူကတက်ကပြလိုက်ပြီးတော့ရှိတဲ့ရှိနေရဘူး။အော်ဒီဆိုင်ကိုအရင်ပတ်ကြည့်လိုက်ချိလိုက်တော့အရှိတဲ့နေရာမှာမကြီးမညာလည်းရင်းနဲ့ကြပြားလို့ဆောင်တွေ့ရတယ်။ပုံစံကိုကြည့်အောင်ရေးထားခြင်းချပြီးရပြချောင်းခံပြီးစေးသားလို့ချောင်းဖြိုးရှိတချို့နေရာပြတ်တော့ပြတ်နေ။ဒါပေမဲ့ဖတ်လို့ရပြီလေ။ဘာရဲ့ပုံဦးစုကပြောတိုင်းဦးစင်တဲ့တူပတ်ကြည့်လိုက်တော့အဆုံးနခရှောက်ရှာနေနေမင်းကိုပြောင်းနခတ်ရောက်တဲ့တပားရာသည်ပြက်ရာတီတော့မိုးခေါင်ရေရှာနှစ်များလက်တံနခတ်ပွင့်လန်းဇာတာစမ်းချိန်သုံးပုံပဟိနိပေါ်လိမ့်မည်တောင်ရှူဆုံပြီးကျွေလိမ့်မည်အလျန်းညီညီမိတောက်လိမ့်မည်ဖျားပေးလက်ဆောင်နှစ်ခုပေါင်းမှာမင်းတို့ရွာကြီးမိုးတိကျွေလက်တံတောတောင်ကြီးဖြင့်တောင်းငင်ပြီးတော့တဲချောင်းပေါပင်တွင်တွင်စီရတဲ့ကွေးကောက်ချောင်းကြီးစီးရရှင်မှာကိုးချောင်းတရားဖူဖူရွာပွင့်လန်းစီပင်ဝါလီလိမ့်ပြီအဲ့ဒါတော့ပဲဗျာဖတ်တန်ဆုံဆုံချင်းထွက်လာတော့
ဦးယူဝစကားတော့သူ့ပြဖြစ်ပြီးသွားတယ်တပေါင်းဟုတ်တယ်အဲ့ဒါငါတို့ရွာကြီးရဲ့ကံကြမ္မာလို့ပြောလို့လည်းရတယ်တပေါင်းပဲလုံးလုံးနားမလဲဦးယူဝရဲ့ဖြစ်ရှင်တဲ့တော်တော်အိုးလုံးခဲ့တဲ့6နှစ်တော့တော့ဒိုးရွာတတ်တော်ရှိဖို့တော့ကြွားနေခဲ့တယ်အဖုန်ကြီးကပဲဒိုးတပေါင်းကိုရေးသွားခဲ့တာပြီးတော့ဒီသုံးပုံပြီးနေကကိုလေပြီးသွားတယ်ဦးယူဝလူပြရအောင်ကြည့်ပြီးလို့စိတ်ဝင်စားပြီးသွားတယ်ရှစ်တဲ့မှာဘုံကြီးပြီးတော့နေတာသုံးပုံပဲဆိုတာသုံးပုံပဲဆိုတာဘိုးစင်မာပြီးဦးယူဝရဲ့အင်းညံတဲ့တကူကသူ့စီတို့လေးလေးနက်နက်ရှောက်လာတယ်တော့မဆိုတော့မင်းဘယ်လို့စိတ်ကြီးတော့ပါလဲစမ်းသပ်မှုတစ်ခုလားမသိကျွန်တော်မြင်တဲ့တိုင်ပြောရမှာလားပြောကြည့်ပါဟာဦးယူဝစကားဆုံးတော့တပေါင်းဆိုတာအနာဂတ်မှာဖြစ်ပြမယ်ကံကြမ္မာတစ်စုံတယောက်နမိတ်ဖက်ဆက်တယ်ဆိုရင်ကြပြရှိတဲ့ပုတ်ပဲရှင်းမြန်မာဒလိတွေမှာတပေါင်းကိုသတိထားကြတယ်ဦးဖြစ်ကမပြုတ်ကြဘူးဘာဖြစ်လဲဆိုတော့ထပ်ပေါ်လာတဲ့တပေါင်းတိုင်းအနာဂတ်မှာတကယ်ဖြစ်ပြလာတတ်လို့ပဲပြီးတော့တပေါင်းထပ်ပေါ်လာစေတဲ့ပုဂ္ဂိုလ်ကလည်းနည်းနည်းရပုဂ္ဂိုလ်ပေါ့ဦးယူဝအချစ်ချစ်ချို့ရိုးစစ်တိုင်ရောက်လာတယ်လေးစားလက်ခံတဲ့အချိန်ပြီးတော့မှခေါင်းအားရပါရညင်ကအသေးချပဲဒီချပဲဒီတပေါင်းကိုရေးသွားတယ်တတ်တော်ရှိလို့ကြီးကနည်းနည်းရပုဘုံမို့တော့ငါမသိဘူးဒါပေမဲ့ဒီတပေါင်းကငါတို့ရွေးချယ်တဲ့တော့မှန်နေတယ်ဦးစစ်စကားဆိုပြီးဦးယူဝဆက်ပြောပြီးစကားနားဆွနေအပေါ်နှစ်ပိုင်းကိုမင်းပချင်းတော့ပေါင်းပါလားဘာမှမသိပေမဲ့ဦးစစ်တကယ်ပြီးပချင်းတယ်အဆုံးနဲ့ကရောက်ရှာတဲ့နေမီကွယ်ပြောင်းဒုက္ခရောက်တဲ့တပားရသည်ပြက်ရသည်တော့ဦးခေါင်ရရှာနှစ်ရတဲ့တလုံးရဲ့အထိပ်ပဲပေါ်ဖက်လိုက်ပြီနှစ်ပိုက်ဆုံးခြင်းစဉ်းစားလိုက်တယ်နားလေတယ်ဒါပေမဲ့အပေါ်နှစ်ချောင်းကိုတော့ချချင်ဦးယူပါဘယ်လိုလဲဟိုတော့အချင်းချောင်းလာဦးစီပုံမလေးနားမလည်ဘူးဒုတိယပိုက်ကတော့ဟုတ်ပါဒါပေမဲ့ကျွန်တော်ပထမဘက်ကနားမလည်ဘူးဒီလိုပဲဖြစ်လိမ့်မယ်ဟိုတော့ပုံစံနဲ့ဦးယူပါခေါင်းကိုညှိလိုက်တယ်ပြီးတော့မှအသက်တစ်ချက်ကိုရှူသွင်းရင်မင်းနားလဲအောင်ရှင်းပြရရင်တော့ဟိုးလွန်ခဲ့တဲ့6နှစ်ကျော်ကတို့ရောက်ကိုဥစားခဲ့တယ်ရွာသူကြီးဦးတီလာချောင်းကစရှင်းရမှာပဲဦးစုကလေတန်ကအားပြောတို့ယူသွားပါလေမျက်နှာမှာလေလွမ်းစောတရိယာချက်ချင်းပေါ်သွားတယ်ထိုးစင်မှာပဲဦးတီလာဆိုတာနာမည်တိုင်းပဲတီလာသမားပညာပြည့်စုံတယ်ပုဂ္ဂိုလ်ကြီးတယောက်သူ့ကိုငါတို့ရွာတရားလုံးမှာဝိုင်းချစ်ကြတယ်သူ့လက်ထက်မှာတို့ကိုးချောင်းပါကြီးကတော်ကြီးကိုဝါပြောစီပြီးခဲ့တယ်ငါနဲ့ငါကိုပြီးွားကတော့သူ့လက်အောက်ကတပည့်တသားလေးကိုဒီနေ့မှတို့ရောက်မျက်လဲဖွဲ့တစ်ဖွဲ့ရောက်လာခဲ့မျက်လဲဖွဲ့ကိုဦးဆောင်တဲ့သူကဖိုးလက်ဖြူလို့ခေါ်တယ်ပညာတဲ့တယောက်ကိုအသားမေးတော့လမ်းတစ်ဖက်လုံးမှာယူပြီးလောက်တာဆိုဆွဖြူနေဖိုးလက်ဖြူခေါ်တယ်ပြောတာပဲသူရဲ့သူ့ညီရခိုင်တပည့်တော်ပေါင်း9ယောက်ရောက်လာခဲ့တယ်ဦးတီကဒီနာမည်ကိုလည်းကြောက်ထားပါတယ်ဘုစစ်တူဆိုရင်တို့ရဲ့ဦးတီလာကလည်းညနေဆရာတဆူရောက်တယ်ငါယောနောက်ပြီးရွာတွေကလူတို့ဦးတီလာတင်ပြီးတော့ညနေထိုင်တယ်တရက်ပဲရောက်လာတဲ့ပုဂ္ဂိုလ်ကြီးဝမ်းနဲ့တာကျဆိုတို့တွေစိတ်ထဲမှာတော့နေလက်ပြတာနေမြင်းလဲဖွဲ့ဖို့ပညာစီးဖို့အခွင့်အရေးဆိုပြောနေကြတော့ဗောဒါပေမဲ့တို့ထင်လို့တကူမှဖြစ်မလာခဲ့ဘူးရောက်ပြီးတရားနေရမှာပဲဖိုးလက်ဖြူဒီဘက်ကိုသဘောကျပြီးသူအုပ်ချုပ်ချင်ကြောင်းပြောတယ်တို့ရကလည်းဘယ်သူမှလက်မခံချောင်း
အဲ့ဒီမှာပဲဖိုးလက်ဖြူကဦးတီလောင်ပညာပြန်စိန်ခေါ်တယ်နိုင်တဲ့သူကဒီရွာကိုအုပ်ချုပ်ခြင်းပေါ့ကွာအဲ့ဒါလေးပဲပြန်လိုက်ရောတာရိုးစင်လက်မခံနိုင်တော့လေမေးလိုက်ပါလေစိန်ခေါ်တာနဲ့ပဲပြန်ရရောတာစိန်ခေါ်တိုင်းဘွားမခက်ကြီးခေါင်းတော်တွေရေးချင်းကပြောင်းသွားပြီလေရိုးစင်ပေါ့ဆိုကြောင့်ဦးယူမတော့ရှင်းပြတယ်ပညာတဲ့အချင်းချင်းကစိန်ခေါ်ရင်နောက်ဆုတ်လို့မရဘူးစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေပြန်ရတယ်ရိုးစင်နာမလေးပါသူလက်ခံထားသည်ကတော့ပညာတရက်ကိုတက်မြောက်ခြင်းစနစ်တကျသုံးတတ်ဖို့အဓိကကြောက်တယ်ထိုးပညာကိုဘယ်နေရာမှာသုံးတယ်ဘယ်နေရာမှာမသုံးအောင်စာလို့စီသူလက်မခံနိုင်ဒါပေမဲ့အဲ့လိုကဲဘယ်သူနိုင်ဖြစ်ရှောင်လို့လဲဘူးဆိုတော့ကောင်းရဲ့ဘယ်သူနိုင်လို့ဒီရှောင်းနေတော့မသိဦးတီလာကတော့ရွာကပျောက်သွားတယ်ဗျာသူ့အံ့ဩရှိချွတ်တာဟုတ်တယ်ဦးတီလာရွာကပျောက်သွားတယ်ဘယ်လိုပျောက်သွားလဲဆိုတော့မသိဘာကြောင့်ပျောက်သွားလဲဆိုတော့ဘယ်သူမှမသိဘူးလက်ဖြူကတော့မျက်စိတစ်ဖက်ကန်းသွားတယ်ဟာပြီးတော့နောက်တစ်လလောက်ကြာပါမယ်ဘူးလက်ဖြူတည်သွားတယ်ကြားတဲ့စကားကစိတ်ဝင်စားတာတော့နေပါမယ်ထိုးစင်မှာပဲဦးယူဝထမှာစကားတခုဖတ်ချလာပြန်တယ်ဒီစကားတော့လွန်စာကိုပါလာလို့စိတ်မကောင်းဖြစ်မှုနဲ့ဝမ်းနည်းမှုတွေပေါင်းစပ်ပြောနေတယ်ဘိုးလည်းပြူတည်သွားပြီးတဲ့ချိန်ကစပြီးတို့ရွာကြီးမုံမရတော့တာပဲထိုးစကားရဲ့နောက်မှာရိုးစစ်ခေါင်းတွေမှာအတွေ့စုံကြီးစံကြီးပြေးသွားတယ်ဖြစ်နိုင်ခြင်းများကိုလည်းဆက်ဆက်တွေ့ပြီးဒါဆိုငါတို့ကိုးချောင်းရချိန်စာမိနေတယ်ဆိုတာဖိုးလည်းဖြူချောင်းဆိုလိုချင်တာပေါ့ဦးယူကမဖြစ်ခေါင်းကိုသာညှိ့နေဦးလို့ဆိုလိုတဲ့ဘောကဦးတိလာနဲ့ဖိုးလည်းဖြူပညာပြန်ကြတော့ဦးတိလာရှုံးသွားပြီးယောဂပြတ်သွားတယ်ဖိုးလည်းဖြူကတော့နိုင်ပြီးမျက်စိတစ်ဖက်ကမ်းပြီးချက်တယ်အဲ့ဒါကိုယူထားပြီးသူမသိခင်မှာရောင်းချင်စားတိုက်သွားဆိုတဲ့ဘောလားအမှန်ပဲဒါပေမဲ့ဘာလို့တင်တော့ဦးတိလာရွာကပြုတ်သွားတယ်တည်သွားတာဘာကြောင့်လဲရိုးစီချက်ချင်းဆိုမေးလိုက်တယ်မင်းနာမည်တဘုံပထမပိုင်းရဲ့အဲ့ဒါပဲလေနေမင်းဆိုတာငါတို့လောကကြီးလင်းအောင်ပေးနိုင်တယ်တနည်းအားဖြင့်လောကရဲ့ရှိခင်ပဲအဲ့ဒီရှိခင်ကိုပြောင်းသွားတာဆိုလိုတဲ့သဘောကငါတို့ရဲ့ရှိခင်ကိုတည်လာတဲ့တပေါင်လေးကအတိုင်းလွယ်ပြောင်းသွားတာရှိတဲ့မှာရှိနေတော့တပေါင်ကြီးရိုးစီကြီးနဲ့တော့ဦးရီဝါစကားဖြစ်နိုင်ချင်တွေးကုန်တယ်ကိုယ်ပြောက်သွားတယ်ပြောက်ွယ်သွားတယ်အတူတူဖြည့်ရှင်းတာထပ်ထွက်လာရိုးစီအကောင်းဆုံးစီချင်ပြီတပေါင်းပေါ်တယ်လို့အပြီးတက်တက်မှမထားခဲ့တာပဲကိုလူရကိုဆွေးတွေ့တော့အစားထက်မြအရာလုံးဖြစ်နိုင်ကြီးရှိနေပါတယ်ထိုးစမှာပဲအတမန်တွေပဲရွာကပျောက်သွားတယ်ပဲဒါရွာကိုရမ်းချစ်တဲ့လူကြောင့်တစ်ချိန်ချိန်မှပြန်လာမှာပဲဒါပေမဲ့အခု6နှစ်တနေ့ပြည့်ပြီပေါ်မလာဘူးအဲ့ဒါတွေကိုစင်ချင်ပြီးငါတို့တွေ့ရတော့ကဦးဒီနာတည်သွားပြီတတ်မှတ်လိုက်ကြတာပဲစကားတန်ကအဖျားခက်ကတုံ့ကြီးသွားတယ်ဦးယူကမျက်နှာမှာဘာမှမသိနန်းဆိုတရိယာကိုတွေ့ရတယ်တပေါင်းကိုနောက်တစ်ချိန်ကြီးရိုးစစ်ခေါင်းတစ်ဆက်ဆက်နေလိမ့်မယ်ဟုတ်မှာပါလေသူ့အတွင်းနဲ့သူ့ငြိမ်လို့ရှိမှန်နေပါပဲဒါပေမဲ့ရိုးစစ်လုံးဝနောက်လည်းတခုချင်နေတယ်ထို့အတွက်ကြောင့်ဒီတော့မပင်ကဆိုတာကျွန်တော်ကိုရှင်းပြအောင်လေထိုခါမှတတိယတော့လို့အေးဟုတ်သားပဲခဏဆောက်မင်းတို့အဲ့တဲ့ပဲရှင်းပြအောင်လုပ်ထားတဲ့ဘူးရှိတယ်ထိုးတော့ပြင်းပြီးဦးစုကခံနေလို့သွားတယ်ဝင်းစင်တော့ခြံနေရတော့ပုံတစ်ပါးပြုတ်ကြည့်တယ်တောင်းချအခန်းထဲမှာဦးစုကပြန်ထွက်လာတယ်လက်တွင်းမှာတော့မပင်ကစင်တူတဲ့အရာတော့တစ်သားပြတစ်ခုပေါ်တွင်တိုင်3တိုင်စိုက်ထူလာတယ်တစ်တိုင်မှာအဝိုင်းပြ8ခုကြီးစင်နေတာဈေးကြီးပုံစံဆွတ်ထားတယ်အလွယ်ဆုံးပြောရရင်ဒီအဝိုင်းပြ8ခုကို
တိုင်းလို့အကြီးအင်းဆုံးနဲ့ရှုပေးဖို့ပဲရှုတဲ့နေရာမှာစီကံရှိတစ်ချိန်မှာတပြားနဲ့ရွှေတိုင်းတစ်ခုမှာဆွေးရမယ်ဘေးမချရအောင်ဆွတ်တဲ့နေရာမှာတဲ့အပြားကိုကြီးရဲ့အပြားဘယ်လိုအခြေအနေမျိုးမှမထားဘူးနောက်ဆုံးအားလုံးပြီးသားအချိန်မှာအခုလိုစထားတဲ့အတိုင်းလေးပဲဈေးကြီးပုံစံရှိနေရတယ်စိတ်ဝင်စားပါပဲဦးယူကလက်မှာကန်ရတဲ့ကစားနည်းကိုရိုးစစ်တိချတာချိနေပြီဒါပိနိကတော့မဟုတ်ဘူးအနစ်ချုံလေးကွယ်ခွေးပြားသွားတာပေါ့ဒီမှာအဝိုင်းရှိပြပဲရှိတယ်ဟိုဘုန်းကြီးရွှေ့နေတဲ့သုံးပုံပိနိကမှာတော့ဝင်းပေါင်း20ပုံလေးပါတယ်အဲ့ဒါပဲကွာလားရန်နဲ့စီကံချက်တွေရွှေ့ပုံရွှေ့နေတာအားလုံးဒီပါပဲရိုးစစ်သားနဲ့သွားပြီထို့အတွက်ကြောင့်ဦးယူကခိုင်ထားတော့ကစားနည်းကိုယူခါကြည့်မိလိုက်တယ်တတ်တော်ရှိဘုန်းကြီးကဒီသုံးပုံပိနိကကိုပြီးပြီတခုံးပြောတာလေးတယ်သုံးပုံပိနိကပေါ်ရင်းနေကငင်းလို့ရွာကြီးအစ်ကပြန်စားမနေပဲအတိတ်ကတော့တိုင်းမှာဆွထားတယ်ဝင်းဒီ20တခုအခြားတိုင်းတွေတူအမှားယူရှိပုံစံတူဆွထားနေတယ်လုံးရွာကြီးအတိတ်ကပြန်စားမနေဘူးအဲ့ဒီတော့ကတော့ဒီကိုချုံကြီးစီးပြီးမှတော့နေတော့ဘုန်းကြီးပါဘူးလားဆိုနားမလဲခုတော့နားလေတော့ဘူးယူကအတိတ်ကိုတရားတယ်တောင်ဝေကချတယ်ပြောပြီးစိတ်ထဲမှာဒီလောက်မိုးခေါင်ပြီးဒုက္ခရနေတော့ဘာလို့ရွာပြောင်းမသွားရလဲထင်မို့ထင်နေပြီတို့တွေရွာမပြောင်းရတဲ့အကြောင်းကြီးသုံးဖို့ပြီးနေခဲ့ကြီးဘုန်းကြီးပြောသွားတဲ့စကားကြောင့်ဘုန်းကြီးပြောသွားတဲ့စကားကသုံးဖို့ပြီးနေခဲ့ပေါ်ပြီးတို့ရွာကြီးအတိတ်ကပြန်စားမနေဘူးဆောင်းပဲအခုလည်းချောင်းနေတိကြားသွားနေလို့ဆိုတော့ရိုးစစ်စစ်တယ်မရှင်းမနေဖြစ်တော့ကိစ္စရှင်းတကယ်လည်းဥယျာဉ်ဖြစ်သလိုဒီလောက်တော့ရောက်နေတာရွာဘာလို့မပြောင်းကြလဲတွေးနေမိတာအခုတော့ရှင်းလင်းတော့ပါလူဆိုတာပြုံးလင်းချက်နဲ့အသက်ရှင်ရတဲ့တော်တော်ရမဟုတ်ဘူးလားရိုးစစ်ကောင်းစတဲ့ညင်လက်ထဲမှာကစားနည်းကိုတပြားနှစ်ပြားရွှေ့ကြည့်လိုက်ပြီရိုးစစ်တော့ပုံကြည့်ရင်သုံးပုံပြီးနေကြတဲ့တူတဲ့ပုံစံလုပ်ထားတဲ့ဒီကစားနည်းကတော့မင်းတို့လိုဧည့်သည်တွေရောက်လာရင်ရှင်းပြလို့ရအောင်ငါအခုဥပြေမှာလုပ်ခဲ့တာပဲပြီးတော့မှအိမ်မှာရေးထားတဲ့အချက်၃ချက်တိုင်းအကြံဉာဏ်တောင်းမယ်လေညလုံးတွင်းမှာဥယျာဉ်နဲ့စာတွေစာနေရမှာကတားအချက်၃ချက်ပြင်းပြင်းပြီးနေမိုးခေါင်ပြီးတော့ငါတို့ဆိုတရားလို့မိုးပြန်ရအောင်အစွမ်းကိုကြိုးစားကြတယ်လေပင်တွေစိုက်ကြတယ်ပါရဆံရတွေကိုလည်းပတ်တာတယ်ဒါပေမဲ့ဘလို့ပဲလို့မိုးရွာလာရေးရအောင်လေရေတွင်းတူကြတယ်ဘယ်လောက်ပဲရေတူတူပါရေထွက်လာတော့နောက်ဆုံးတော့တစ်ပင်တွေတီကုန်သားပဲအဲ့တော့ငါတို့လည်းလက်လျှော့ပြီးဘုံမီကိုအလုပ်ပြောင်းချတာပါငင်းတဲ့ရတော့အားတောင်ပြောစကားပြန်ဆိုအထင်ဦးချောင်းမိုင်တူစတယ်သူ့ကိုတည်းငါတို့နေလည်းမောဆုံးနဲ့တုံးပြီးသွားပြီလေစင်မပြေပါဘူးအဲ့တော့ငါကိုပြီးွားတရားလုံးအတွက်ဆောင်းဖို့တူကြီးတယ်အဲ့ဒီဆောင်းဖို့ကတော့မင်းတွေ့ခဲ့ပါပြီဆောင်းဖို့တွေအတိုင်းပဲရောကိုရောက်လာတဲ့အဲ့ဒီတို့ရွာရဲ့ဒုက္ခကိုပြောပြပြီးအခုကြီးတောင်းနေအချမ်းညံတောင်းနေအခုချိန်ကြီးတော့စင်မပြေသေးပါဘူးလို့စစ်နာလိုက်ခဲ့ပြီဘိုးကောင်ကြီးရှာလို့နဲ့ရွာလေးစားလာပြီးတော့ဒီရွာမှာနေမင်းဘာမှမပူနဲ့မင်းကိုအနေပေးမဲ့လို့မရှိဘူးဘာဖြစ်လို့လဲဆိုတော့တို့ကြွားလုံးကဧည့်သည်ရောက်လာရင်သူတို့ကိုဒုက္ခတွေကိုကယ်တင်ဖြစ်ချင်းရှင်းမဲ့လူလို့သဘောထားပြီးအဲဝင်ကြီးကြည်ပူကြလို့ပဲဦးပြေဝါရဲ့စောင်းမိုးတိုင်းလိုက်နာကြတယ်ပါတော့ကွာအော်တကယ်ပဲရွာသားရဲ့ဒုက္ခကိုနားလေခံစားတော့တယ်ဘာမှညမသိရောက်လာတဲ့ဧည့်သည်ကိုပဲသူတို့ရဲ့ကယ်တင်ရှင်ကိုမှတ်ယူနေကြတဲ့ဘဝတွေပါဒီကြောင့်ရဲ့ကျောင်းလိုက်ဖုန်းကြီးတွေရှိနေမင်းကိုဝမ်းမရတာကျူးစုမှာအခုတော့မရှိဘူးသုံးမရဘူးကြားသွားတယ်ဘာကြောင့်မှမသိဘူးဖုန်းကြီးကျောင်းကြီးတစ်ခုလုံးမှာဟုတ်ပဲကြည့်မိတယ်ဒီဒါကတော့ငါကိုလက်ထက်မှာသူ့ပေါ်ခဲ့တဲ့ရေလောင်းကပဲဦးယုံကပြတ်တာတော့ရေလောင်းကဘုံစင်လက်ပဲကြည့်ရှုလိုက်
လောင်ကန်က15 ปีပဲနေတော့အချင်းမရှိဘူးအုတ်ထုတ်ဖြစ်တိဆောက်ထားတယ်အနက်ပြီးတော့မိသားရှိတယ်ဒီမြေပေါ်မှာပေါင်းလေးမရှိတရှိမင်းရောက်နေမှတွေ့ထားတယ်လူစိတ်မကြည့်တော့တင်းနေတဲ့ရေပဲလားဟုတ်ဟုတ်ပဲရေတော့ကကြည့်တယ်ဒါဒုတိယလုံးရဲ့တောက်ရည်ကလို့ပြောရတဲ့ရတယ်မင်းကိုလမ်းမှာငါပြောခဲ့တဲ့ဒေတာလေးရေခွဲတယ်ငါထရတဲ့ဒီကံမှာလောင်ကန်ချန်စီကိုခတ်တာဒီကြီးကြီးအဖြစ်ဘိုးရအတွက်ဘယ်လောက်ထိရှိပါလဲဆိုထပ်မှတ်ပြီးဟုတ်ပါရေရှားလို့တော့ကြည့်ရတယ်အေးလောင်ကန်အသက်တည်းများကြီးပါလေထိုခိုက်တာပါလေဦးယူပါစီတပြည့်တစ်ချက်ချဦးဒီလာမရှိတော့တဲ့နောက်ပိုင်းမှာဖိုးလက်ဖြူကရွာကိုတလားတီတီအုပ်ချုပ်ခဲ့တယ်လေပြီးတော့သူလည်းဆုံးခဲ့တယ်သူဆုံးသွားတော့ဆက်ပြီးအုပ်ချုပ်မဲ့လူကသူ့ညီရက်ခါပေါ့ဒါပေမဲ့ရက်ခါကရွာကိုလူကြီးလုပ်ပြီးမုန်းချုပ်ချင်ရွာကိုအုပ်ချုပ်ဖို့ငါ့ကိုဒီဝါကိုတောင်းပေးတယ်သူနဲ့သူ့ဖွဲ့တွေကတော့ရှားပြင်းတောင်ကူမှာလဲထူပြီးနေတယ်ဒီရွာရဲ့တမိုင်းကြောင်တစ်ချောင်းကိုသိဖို့ဘူးစီငင်းကထားထောင်နေအင်မတန်ကိုစိတ်ဝင်စားရကောင်းနေတယ်အကြောင်းပါပဲဦးရှိုးကရေလောင်ကကျုံးမီကဆက်ပြိုတယ်တာမန်လူကြောက်နေတယ်တော့ရေလောင်ကျုံးပုံပြရဦးရှိုးကမှဘယ်ရပူတယ်ရေလောင်ကအုပ်ပုံကျုံးမီရတယ်ဒါပေမဲ့သူတို့ဖွဲ့ရတဲ့တလားတကရေခပူပေးရရှိတယ်အရင်တော့ကိစ္စမရှိပဲဗျာမိုးခေါင်ပြင်းတော့အခက်အခဲရှိတာလေအတေးကတော့ပြည်နေတာပဲမလို့ကိုယ်တိုင်ကသုံးမိရောရေခက်ခက်တဲ့တုံးနေရသူ့ကိုဖွဲ့ရတဲ့ရေမပို့ပေးနိုင်အဲ့ဒီမှာဒုက္ခတွေ့တော့တာပဲရေလိုကတော့ရစီစီပြီးတောင်းတော့တာပဲဟာဥပဒေတောင်းလိုက်တယ်ပဲပြီးလိုက်တာပဲဘေးပေးလိမ့်မယ်ကွာငါပြေးသွားတယ်အကြီးကျယ်ကိုပြဿနာဖြစ်တာပေါ့ဒါပေမဲ့ရက်ကဖိုးလက်ဖြစ်တော့အကျဉ်းတဲ့မရဲဆိုင်ဖိုးလက်ဖြစ်တယ်ညုံနေရှိသူကဒိုးရောပညာပဲလို့စိနိုင်ဘိုးတော့ကြီးရှုံးနေရှိတယ်ဘာပညာပြန်ရလေနောက်ဆုံးတော့ရက်ခါတို့ဘက်ကိုကြောက်ပြီးလက်မခံချင်လက်ခံလိုက်ရတာပေါ့ကွာဒါပေမဲ့ငါ့ကိုကလိုတလောက်ရေကိုမပေးဘူးတစ်ခါနိုင်ရင်တစ်စီပဲပေးမယ်ပြီးတော့တစ်လောက်မှနှစ်ခါပဲပြင်ဝင်ရှိရဲလို့တောင်းဆိုတယ်ဒီလိုမှမဟုတ်ဘူးအကုန်လုံးရွာပြောင်းလို့မယ်ဆိုတော့မှလက်ခံတယ်အဲ့တော့နောက်တော့မြေတန်းလို့တစ်လောက်ကိုရေနှစ်စီရက်ခါတို့ဘက်ကိုပေးနေရတာပေါ့ကွာဦးရှိုးကစကားလေးများကြီးပြောလိုက်တယ်ဘောတော့နှုတ်ဆက်သွားတယ်သူလည်းရေလောင်ကန်လေးကိုဝိုင်းနေရွာလေးကိုကြည့်တပ်ပြင်းလေးတစ်ချက်ဆိုင်ပြီးဒုက္ခကိုတော်တော်ကြီးတော့ရွာလေးပေါ့တောင်းချောကျင်းတော့ဦးအမြဲတမ်းရှုံးတာပဲအမြဲတမ်းတော့မဟုတ်ပြီနဲ့အမြဲတမ်းလို့ပါပဲရွာမှာကဦးတီလာတင်ထားပြီးတမြောင်ချာလေးဦးတီလာတော့ရှုံးပါတယ်ဆိုတာစကားဆက်မပြေဘူးတော့ဘာတစ်ဖြစ်နေရှင်းလိုက်နားလိုက်ပါတယ်ရိုးစစ်တိချင်တာကဘီမုန်းကိုပြီးတယ်ကျင်းတော့ဦးလို့ဆိုတာဘယ်လိုထွက်ပြန်လဲဒီလိုပါပဲမခံနိုင်လို့ရှိရတဲ့ထွက်ပြန်ကြတာပေါ့ရတာကတော့ငါ့ကိုပြီးသွားရင်ငါတို့တကယ်ချင်းဖိုးရေမင်းကိုခဏကလိုက်ဖို့ပြီးခဲ့တဲ့ဘုံကြောင့်မစီရတော့ရင်ဒီတော့ပါပဲအားတော့ရှိပါလေငါမလေးဖြစ်ရဒါပေမဲ့ကျွန်တော်နားမိတာကဦးလို့ရှိတယ်ငါတို့ရက်ခါတော့ဒီရောက်ကြောက်နေတယ်ရွာကမော်တော်ပြလိုက်ပါလားဦးကမခံချင်မခံဘူးဟာကနေတစ်ချက်လိုက်ပြီးတော့အချီတော့ပြီးသူ့ကိုလည်းကြည့်မင်းမော်လို့ကဝီရဆုံးလို့ကြားဘူးလားကြားပါလေမချီပြုံးတဲ့ဦးယူပါခေါင်းကိုနေတယ်ရက်ခါအဲ့ဒီပညာတွေကိုတက်တယ်ဆိုတာသိခုနကမိကုံမျိုးမင်းမေးမှာမဟုတ်ဘူးသူကလည်းမိကုံပြီးပြတ်ဆုံးတယ်
ဟုတ်ရတော့ဗျာပြောလေပြောလက်ကတကူကလက်မောတော့မမထင်စောက်ခိုင်းလိုက်တော့လူကဓာတ်လိုက်လို့ဒုက္ခတော့မထင်ပါဘူးပြီးတော့စိတ်ထဲမှာစကားတခုလည်းဆိုပြီးတော့တယ်သူပြောတာအန်တွေပဲမိတို့ကျင်လေးတွေအလင်းကိုပုံပါကားဆွဆွလာပြီးထိထိန်သားနေနိုင်ဆန်ညကောင်းနေမြင်ရတဲ့စိတ်ကိုတလူတူကျင်လို့စီပါလေခေါင်းဝင်းစီမှာအတန်ပလတ်တွေနဲ့တိုးတိုးရီချနေရတယ်ဦးယူကပြောတယ်ပြီးသုံးမိရောသူလောက်သွားလို့ကြောက်ရွာသူရွာသားတွေဖြစ်လာချက်ပြုတ်စားတော့ဖြစ်တယ်ကြားနေရထိုးတန်ပြီးတော့ဒီကိုချောင်းပါရဲ့ပုံမှန်ညနေခင်းဒီဂီတာတန်တွေဖြစ်နေပုံရပါတယ်ဟောပင်မနေပြီတော့ရှားပါတော့ညအရာတော့ဘေးမှာအခန်းဆောင်ရပါလေချောင်းနေတိမိုးမရွာခဲ့ပြီမယ်ဆိုးတင်ပြနေတာကတော့တဖြူဖြူတိုက်ခတ်နေရှိနေပါလေတယောက်တည်းကိုဖြစ်ပေါ်ထိုင်ရင်ကောင်းနေကြီးမိုးကြီးတောင်းအီတွေးတော့နေရှိသူတွေးတော့နေတာဒီကိုကြောင့်လည်းကြောင့်လုံးစုံစင်စုံကောင်းတယ်ကြီးပါလို့စံပြလို့လည်းဖြစ်တယ်ချောင်းနေတိဝုတ်ခေါင်ခဲ့တယ်ကျင်းစာတိုက်ခတ်တာဘူးရတီကတော့တူပိုးထွေပဲဖြစ်တယ်ပြီးတော့ဘုံကြီးကျောင်းနေရာမှာတပေါင်းကျူးစားပန်းစားအဖြစ်ရှာနေတော့သုံးပုံပြီးနေကလွန်ခဲ့သော6နှစ်ကျော်ကတက်တော်ရှိဘုံတစ်ပါးကြွလာခဲ့သည်ထိုဘုံကြီးကပင်တပေါင်းကိုရေးပြီးသုံးပုံပြီးနေကပုံနေကမင်းတို့ရွာကြီးအတိတ်ကပြန်စားမနေပဲလို့ပြောခဲ့သေးတယ်ကြောက်စီအောင်ဟုတ်ကဲ့နေပါပဲထိုစဉ်လုံးကဘုံကြီးပြောခဲ့တာတွေကိုဘာမှမသိဘူးပဲအခုတော့လက်တွေ့ခံစားနေရပါပြီအတွေ့အထဲမှာပဲဦးယူကပြောခဲ့တော့ကိုချောင်းရွာသမိုင်းကတရစ်ဝင်ရောက်လာတယ်တက်တော်ရှိဘုံကြီးထွက်သွားပြီမကြခင်မှာရွာတော့ဖိုးလက်ဖြူဆောင်ရလေဖွယ်ရောက်လာတယ်ဖိုးလက်ဖြူကဒီကောင်ကိုကြပြီးချုံပြောတယ်လက်မခံနိုင်ဦးတီလာနဲ့ဖိုးလက်ဖြူတင်ညာပြန်ရတယ်ဦးတီလာရှုံပြီးရွာကပျောက်သွားတယ်ဒါကူတရားလုံးကဦးတီလာတည်သွားတာလို့မယူကြတယ်ဖိုးလက်ဖြူကတော့မျက်စိတစ်ဖက်ခံပြီးနောက်တစ်လောက်ချောင်းတည်သွားတယ်မတည်ခင်မှာသူ့မျက်လုံးတစ်ဖက်ကန်းသွားတာကိုဦးပြီးရွာကိုကျင်းစားတိုက်သွားတယ်ဖိုးကျင်းစားကြောက်ပဲရွာကိုခေါင်းနေရတယ်အဲ့နော်ရွာကိုအုပ်ချုပ်ဖို့ဖိုးလက်ဖြူရက်ခါရောက်လာတယ်ရက်ခါကရွာကိုမအုပ်ချုပ်ဦးပြီးမောက်နေပြီသူကတော့ရွာပြင်တောင်ကိုနေထုံနေတယ်ရက်ခါတို့ဖွဲ့ရတယ်ရွာကလာစီစားနေကြတော့တော့ပြရတယ်အဲ့ဒီမှာပြဿနာဖြစ်ကြတယ်ရှင်ဘိုးကောင်တော့တဲ့အတွက်ဦးပြီးတရွာလုံးရဲ့သုံးကြီးဖြစ်ရေလောင်းကန်ထူတယ်ပြီးတော့သုံးမိကရှိတယ်လောင်းကန်တဲ့ထဲထိုးရီကိုရက်ကတော့လွယ်နဲ့မရတော့မျက်လက်ပညာနဲ့ပြိုင်ပြီးရေးကိုရှူတယ်ရွာမှာလည်းရက်ခဝင်နိုင်အောင်ရှင်နိုင်တဲ့သူမရှိတဲ့ရက်ခသဘောတိုင်းပဲဖြစ်နေရတယ်ဒီကိုချောင်းရွယ်တမိုင်းကြောင်အချင်းချင်းမှာဒါပဲဖြစ်တယ်အမှန်ဆုံးပြောရရင်တော့သူရောက်ရှိနေတဲ့ရွာစိတ်ဝင်စားမှုစိုးစံထိတ်လန့်ဖွယ်ပြည့်နေတဲ့ရွာတရားပါဒါပေမဲ့သူ့စိတ်ထဲမှာမတင်မချဖြစ်နေတာအကြောင်းအရာတွေရှိနေပါတယ်အဲ့ဒါကရက်ကားတို့လို့ဆိုဘာကြောင့်ဒီလိုမှစနေနေရလဲအကိုလည်းရှိနေတာပေါ့ရွာကိုကိုယ်နဲ့ဥချုံနေရတယ်ပေါ့ဒီလောက်ဘိုးကောင်ကြီးရှာပြီးဒုက္ခများနေတာဘာကြောင့်လဲလောလောဆယ်တွေ့မိတယ်တော့စားပေါက်ချုံတော့ဆက်လက်နေတိုင်းချင်းဖြစ်ပါလိမ့်မယ်ပြီးတော့ဦးတည်လည်းတည်သွားတယ်ဆိုတော့ဟုတ်ရလားတည်သွားတာမှရင်လူတယောက်ကိုတည်အောင်ပြုစားနိုင်တယ်ပညာအထိတ်ကအများကြီးရှိပါလေထိုပုဂ္ဂိုလ်မျိုးတိုက်သွားတဲ့ချိန်ကလွတ်လပ်ကိုချင်းဖြစ်လို့ရနိုင်တော်ခက်ခဲတဲ့ကိစ္စဖြစ်ပါထိုးစင်ပါပဲမျက်လုံးထဲမှာလူတအုပ်ကြီးရုပ်ပုံမှာပေါ်နေတာမြင်အောင်မိနေတဲ့ရှင်းတဲ့တိုင်းကလေးကိုစောင့်နေတယ်ဒီရွာမှာစိတ်ဝင်စားဖို့ကောင်းပုံလေးအမေကနှလုံးထဲမှာဒီလစ်ထိုးခိုက်တဲ့နေကြတော့ခြေသက်ချက်ရှုံကြတယ်လက်ကြည့်လိုက်ဘာရီတွင်းတာလဲကွာရှင်နေခရောက်တဲ့လုံးနဲ့ခွန်းခွန်းကိုပြပေါ်ချရင်ယူပြီးလို့စီကိုပြင်ထိုင်ဘာရင်မဟုတ်ပါဘူးဘူရွာနဲ့ပတ်သက်ပြီး
ရှင်းတာလေးတွေးကြည့်နေရပါ ဟုတ်လားကြီးလား စမောကပေါ့ပေါ့ဆိုကိုပြတ်တထိုင်ပြီးတော့ဦးယူကရှူလာတယ်ခွန်းခုံယူနေလောက်ဖြစ်လိုက်တယ်လာရောင်နေဖြစ်ပေမဲ့ရှင်းရှင်းလင်းလင်းမြင်ရသည်မို့ဦးယူကလုတ်ပုံကံမလို့ဘာရင်ဖို့ငေးကြည့်နေပြီလေခွက်တွင်းမှာယူနေငွေလေးအပြင်းလို့ပြန်ထွက်လာနေတယ် ဘာရီမရှင်းဖြစ်နေလို့လဲမရှင်းတာဆိုရဆိုင် လူတစ်ယောက်ကြောင့်ပူသိချင်တာဘယ်သူလဲအီလစ်စကားစားတိုင်မထားဘူးပြတ်တော့သွားပြီရိုးစစ်ကြည့်မိတော့ဦးယူကလာရောက်ဖိုးချနေပါလိမ့်လေးတော့အတန်ကြာအထိညီသူစီမှာစကားတဲ့ထုတ်လာဒီကလေးလေးကတနာစရာပါသူသိပါပြီစားတွေ့နေမှာပဲအီလစ်နဲ့ပတ်သက်ပြီးရိုးစစ်တိတ်တယ်တော့သိခဲ့ပါဒါပေမဲ့သူထပ်သိချင်တယ် အမှန်တိုင်းပြောရရင်တော့ဒီလစ်ကဒီရွာကမဟုတ်ဘူးဘယ်ကမှလည်းမသိဘူးဘယ်လိုမွေးမှန်းလည်းမသိဘူးသူ့ကိုတင်းញိုင်ကကောက်ရခဲ့တာတင်းញိုင်ကကောက်ရလို့ဒီလာဝေးစားခဲ့တာဒီလာကတကယ်ကိုရမ်းချစ်တယ်အင်းလေးဆိုပြီးသူပဲပြီးခဲ့တာကျွန်တော်မသိလို့ခုတော့ဟုတ်တယ်လားတားလို့မရှိဘူးမရှိဘူးဇနီးလည်းမရှိဘူး။အော်တဘောပေါက်ပြီ။ကောင်းကြီးတော့ဦးယူပါစကားစတယ်။ဒါပေမဲ့အရန်အဟိုးကောင်းပါလေကွာ။ဒီလစ်ကတားကောင်းတယ်။ကြောက်စရာကြီးကောင်း။ဒီတိချာနေပြီ။မင်းနဲ့တွေ့ကြရပြီပဲ။ဒီပါလို့ပြောမှာပေါ့။ဒီလစ်ကဦးတီလာကိုလည်းစားနေပြီ။ဦးတီလာဝိဇ္ဇာသားဆိုငါတို့နဲ့အတူတူပဲဒီအိမ်ကြီးမှာနေရတာကိုဒါပေမဲ့အီလင်းလေးငါနဲ့တာပြီးဥတီလာဆုံးသွားတယ်ကွာဘာရဲ့ကြောင့်လဲမသိဘူးကြံခဲ့တဲ့ဖိုးလက်ဖြူကဒီကလေးလေးကိုရွာကအတင်းမောထုတ်တာပဲဟာရိုးစစ်တန်တော့အာမီလေးတက်ထွက်သွားတော့ဘယ်သူဝိုင်းပြိုလို့မှလည်းမရဘူးဘာကြောင့်မထုတ်မှလည်းမသိဘူးဒါပေမဲ့ငါတို့တွေ့ရတော့အန်အောရတာအီလစ်ဘက်ဘာမှမဖြစ်သလိုအိမ်ကထွက်သွားပြီးတင်းချိုင်မှာသွားနေတယ်ငါနဲ့ပဲရှိသေးရတော့ကြောက်လန့်တာလည်းမရှိဘူးအေးစစ်စစ်ပဲစောင်းတစ်ထက်နဲ့တင်းချိုင်ကိုသူ့အိမ်လုပ်လိုက်တော့တာပဲဒီပြီးသားကိစ္စဖြစ်ပေမဲ့အော်ဘူးအချင်းချင်းဖြစ်နေတယ်အီလစ်တာရှင်နဲ့မှတော်တော်ပေါ်သွားတယ်တကယ်အာဃာတကလေးပဲစောင်းတော့ကိစ္စကိုသူတို့သွားချင်းကစားပြီးဦးချင်းကြီးငါတို့ပူပြီးနေတယ်တော်သေးတာပေါ့ဦးစိတ်ထဲမှာယူနေတယ်အခုနောက်ပိုင်းတော့မဆိုးပါဘူးရကားသူချစ်တယ်ညာဘက်တွေသူတို့တဲကိုပေါ်အိတ်တယ်အဲ့မဲ့ရွာလေးကိုတော့ဘုံဘုံပြူရကားတို့တဲဆိုတာကဦးစိတ်မျိုးဆိုတဲ့နေရာကိုလိုက်ပြန်ဘိုးတောင်ဘူးကပြီးအောင်လေးကိုတွေ့လာအားရောင်ထူချနေရတောင်ကုန်းလေးကိုမြင်တွေ့ရတယ်တောင်ကုန်းရဲ့ထိပ်မှာပူပူမိုင်းတယ်လေးနဲ့ထိုထဲမှာဖျားထွက်လေးကိုပြီးအောင်လေးနဲ့တွေ့နေရတယ်ဟုတ်ကဲ့တွေ့တယ်အဲ့ဒါရက်ခါလိုလေးပဲဘူးစင်တော့ပေါ့အနက်ကကြီးစနေတာလည်းတယ်လေဒါကြောင့်ဆောဆောစီတူတဲ့ရှိတယ်ကွာရှိတော့ရလည်းပြန်ပြီးရွှေတွေလက်ကရအလစ်တို့ထိုထဲမှာကြီးပွားဖြစ်တယ်ဒါဆိုရင်တော့ဒီချောက်ထဲတော့တာပြီးခဲ့တာပြီးတော့ဆိုရင်မနက်ကခိုးဆောင်ကိုကနေသူ့ကိုတကြီးလက်မှုပြီးတယ်နောက်ပြီးချက်ချင်းပြောက်သွားတယ်ကိုလေဆက်ဆက်ပြီးလိုက်တယ်ဒါပေမဲ့အတွေ့အကြုံကသူ့ခေါင်းတိတိကျကျဝင်လာတယ်အလစ်ကိုဘာကြောင့်ရွာထဲမောင်းထုတ်တာအကြောင်းတစ်ခုကိုသိရှိနေမှာပါထိုးစင်မှာပဲသူတို့နှစ်ဦးထိုင်နေပတ်ဝန်းကျင်မှာအနေငယ်အမောင်ကြတော့တယ်လောက်ကိုတိတ်ကုန်သွားခြင်းဖြစ်တယ်ဒါပေမဲ့မကြလိုက်လေးခုကြီးဖြစ်တိတ်လိုက်တွေလည်းပါသွားတယ်ခဏချက်ချင်းပဲလာမင်းကြီးကမူလအတိုင်းပြန်နေချင်နေတာပါလေထိန်သားလေးတော့လာမင်းကြီးမူကြီးဦးရှုအားထားမှာတပြင်းနေတဲ့ချက်ပေါ်ထွက်လာတယ်တခုခုထူးဆန်းတဲ့ကြောင့်ဝတ်ဆင်နေတာကြည့်ပြီးတော့ဒီနေ့လာဆန်းစလေးနေပဲလက်ပြန်လာပြီးနေပေါ့ငါစူးနေတယ်ကွာဘာလို့လဲလာပြီးနေဆိုရက်ကားတော့ဆိုတို့ရကိုဆင်းလာတယ်
ဆိုရင်ဒီတိုင်းတကယ်ဖြစ်လာခဲ့ပါတယ်နောက်တနေ့ညမှာပြီးရက်ခါလိုနေထိုင်ရအောင်ဘုတ်ထစီမောင်းထုံ